ကျွန်လိုနေရတာပျော်ရဲ့လားငါဤနှမလှခြင်းလှပါလှနိုင်ပါတယ်ကျွန်ဖြစ်နေတာမမေ့ပါနဲ့ရည်ချင်းရည်ပါရည်နိုင်ပါတယ်ကျွန်ဖြစ်နေတာမမေ့ပါနဲ့ပျော်ခြင်းပျော်ပါပျော်နိုင်ပါတယ်ကျွန်ဖြစ်နေတာမမေ့ပါနဲ့ပတ်စံရှာတာရှာနိုင်ပါတယ်ကျွန်ဖြစ်နေတာမမေ့ပါနဲ့အချင်းချင်းတွေရန်ဖြစ်နေတာဖြစ်နိုင်ပါတယ်ကျွန်ဖြစ်နေတာမမေ့ပါနဲ့နေရစားရဝတ်ဒုက္ခနဲ့နေတူဝရှာရဖွေရကြောက်ရလန့်ရရုန်းကန်ကြရင်သမင်းတလုတ်ဒုတ်တစ်ချက်နဲ့အသက်တစ်ချောင်းမက်၍ကောင်းတော့တယုံယုံနဲ့ကုန်းယုံ၍သာကျွန်ဖြစ်နေတာမမေ့ပါနဲ့ကျွန်မဟုတ်ပဲကျွန်လောက်ခံရလက်နှစ်ပြ၍အတ္တမအတင်းကျွန်ပြုတ်ခြင်းအားမငင်မဆန်းအညံ့ခံကနေသားသလိုနေမည်ဆိုကငါတို့ဘဝကျွန်မကျွန်ထီးကျွန်ကြီးကျွန်လေးငါတို့မွေးသည့်ငါတို့ရင်သွေးငါတို့ကလေးတွေလေကျွန်လေးတွေပဲဖြစ်လိမ့်မယ်နိုင်မြတ်မှာခေရဲ့တာယာကြီးများတည်ကဘာကြီးပူနွေးမှုမှာရောနိုင်ငံစုပူမှုမှာပါငါတို့တွေနစ်နာခဲ့ရတယ်ခရမ်းလွန်ရောင်ကြီးထက်ဘုံတံကိုပိုကြောက်နေရတာအမေကြော်ပြီးဂွေးတော်ကိုလွမ်းနေရတယ်လို့မျိုးငါတို့ပါမခံချိမခံသာဖြစ်ခဲ့ရတယ်စနစ်ကြားတဲ့ငါတို့ဟာတားကောင်တတဟဲ့လူဒီမိုကရေစီအကြောင်းပြောရင်ခမ ्या ကိုဖမ်းမှာတော့တဲ့ဟိုရဲကြီးကငါ့ကိုတကူးတကလာပြောရှာတယ်ငါဟပပရေခဲ့ပါလေအရင်ကရီမွေတွေကလည်းအစိတ်ရှိလာတော့မန်ဖီလိုက်နှာမှုတ်လိုက်နေပေါက်ရှင်ကတ်ရှင်နေတာများမြင်လို့တော့မကောင်းဘူးစနစ်ဆူကြတဲ့လူကားတော့မဝလီနဲ့ကိုမိသားစုဒုက္ခမရောက်ဖို့ရေသူတစ်ပါးမိသားစုကိုဒုက္ခပေးရသလားကိုအသက်မပြေဖို့ရေသူတစ်ပါးအသက်တွေကိုလွတ်လွတ်နဲ့တက်ရသလားခစ်ပြက်ကြီးတဲ့တဘိုးလေးမကြည့်နဲ့ကဘာကြီးမီးလောင်နေပါစီတားကောင်တွေကိုတော့ရှမနေလိုက်ပါနဲ့မိတ်ဆွေလူငယ်ဒီနိုင်ငံမှာအသက်တွေဈေးပေါ်တယ်ဘဝတွေဈေးပေါ်တယ်ဝိရစေဝဈေးပေါ်တယ်ဒေါ်လန်ရေးကဈေးကြီးတယ်ဒေါ်လန်ရေးကဈေးကြီးလိုက်တာလို့ငါညည်းပြီးတော့ရဲဘော်တယောက်ကနှစ်သိမ့်တယ်အနာဂတ်တွေကိုဝယ်ရတာပဲတရားမျှတမှုကိုဝယ်ရတာပဲဒေါ်လန်ရေးကဈေးကြီးမှာပေါ့တဲ့မနှက်ဖြန်တွေအတွက်ကိုယ်ကောင်တွေသေခံပြီးဝယ်ထားရတဲ့ဒေါ်လာရေးပြားနေအောင်နင်းခံထားရတဲ့ဆင်းရဲသားတွေရဲ့ဒေါ်လာရေးမျက်ရည်တွေကနေလှိုင်းတဘိုးတွေဖြစ်သွားတဲ့ဒေါ်လာရေးကိုကအပေါင်းအသင်းရှားတဲ့အထဲပါတယ်စကားတွေအများကြီးမပြောတတ်လူတွေကိုယ်သဘောကျလာအောင်သိမ့်မလုပ်တတ်မြောက်ပြောတာတို့ဖားတာတို့ဆိုပို့ဆိုးလုံးဝမလုပ်တတ်ဆိုရှယ်ရန်ကောင်းတဲ့ထဲထဲမပေါ့မသိတဲ့လူတွေကမာနာကြီးတွေထင်ကြတယ်တကယ်တမ်းကိုကလောရမယ့်တာဝန်ကိုလုပ်ရင်တယောက်ပေါ်နေတဲ့သူအေးစေးကမှပေါ့ဘုံစပိတ်သိမ့်များတယ်တိတ်တန်ရောစင်ကြီးတဲ့တကယ်ရင်ပတ်တဲ့ကောင်းတဲ့သိရှာဒါတော့အစ်မှန်တဲ့လူတချို့လည်းအခုဆိုရင်ရင်းနှီးဆုံးစိမ့်ဖြစ်အခုပြဿနာကြုံလာရင်သူများလိုအပြီးကအကူအညီကောင်းမယ်မိုက်ဆုံးကိုတိုက်ထုံးမဲ့ဒုံညီကိုရဲဘာမချေရွှေညီကိုရဲတိုင်းတစ်ပါးမှာရောက်ရှိလဲတို့တာဝန်ကြီး